ဒီပလွေတန်ကို Ranger ပရိသတ်တိုင်းကြားဖို့ကြမှာပါ Power Ranger ကမှကြည့်ပြီးဆိုရင် White Force ကိုမသိသူမရှိတော့ပါဘူး White Force ကိုမှကြည့်ပြီးဆိုရင်လည်းမသိသူမရှိတော့တဲ့ character တစ်ခုတော့ရှိမှာပါဟုတ်ပါတယ် Xanaku လို့ခေါ်တဲ့ Duke Orc ပဲဖြစ်ပါတယ်သူ့ကိုတော့ White Force ကြည့်သူအကုန်နီးနီးကြိုက်တာပဲထင်ပါတယ်သူ့ရဲ့ပုံစံကို Anti-Village လိုပဲအတော်များကသတ်မှတ်ကြပါတယ်ဒီနေ့မှာတော့သူ့ရဲ့အကြောင်းကိုကျွန်တော်ကပြောပြသွားမှာဖြစ်ပါတယ်သူ့ရဲ့ history ကိုတော့ဘယ်သူမှတိတိကျကျဖော်ပြထားခြင်းမရှိပါဘူးအဲ့ဒါကြောင့်ဒီနေ့အတွက်တော့ဒီလောက်ပါပဲမင်းတို့ကမဟုတ်တော့ဘူးကွာမင်းတို့ကမဟုတ်တော့ဘူးကွာစတာပါ Xanaku က Wolf theme ပုံစံရှိတဲ့ Duke Orc အမျိုးအစားဖြစ်ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း3000မတိုင်ခင်ကတည်းကရှိခဲ့တာပါသူက cast တစ်ခုမိခဲ့ပြီးတော့သူ့ရဲ့ spirit ကို Wolf mask တစ်ခုထဲမှာပိတ်ခံထားခဲ့ရပါတယ် mask ကိုလည်း Wine Resort 3ခုနဲ့အတူထပ်သွင်းထားခဲ့ပြီးတော့ fragment 3ခုပါဝင်ပါတယ်အဲ့လို cast တွေမိနေတဲ့အရာတွေကို General Orc တစ်ကောင်ဖြစ်တဲ့နေစော်ကရှေးဟောင်းမြို့တစ်ခုတည်းကသူ့ရဲ့တံပယ်ထဲမှာတင်ထားလေးရှိပါတယ်တနေ့ Animarian ကို Master Orc နဲ့အပေါင်းပါများတိုက်လာလို့ရင်းနှိမ့်နေချိန်မှာ Animarian ရဲ့ warrior တအုပ်ဖြစ်သူ Merrick ကအရဲဆွန်ပြီးတော့နေစော်ရဲ့တံပယ်ထဲကိုဝင်ပြီးတော့ Wolf mask ကိုခိုးခဲ့ပါတယ်နောက်အဲ့ mask ကိုတက် Wine Resort တွေဆင့်ခေါ်ပြီးတော့ Animus နဲ့အတူ Master Orc ကိုအတူတူတိုက်ခိုက်ခဲ့ကြပါတယ်တိုက်ခိုက်ပြီးချိန်မှာကားဆက်အစွမ်းတွေကြောင့် Mask က Merrick ရဲ့စိတ်ကိုထိန်းချုပ်နိုင်ခဲ့ပြီးတော့အားလုံးကြိုက်ကြတဲ့ Xanaku ပေါ်ထွက်လာခဲ့ပါတယ်Xanaku ဖြစ်ခဲ့ပြီးမဲ့လည်းကနဦးပိုင်းမှာ Merrick ရဲ့အစိတ်တချို့ရှိသေးတာကြောင့်သူမတောင်းချမ်းခင်သူ့ကိုဖျက်ဆီးဖြစ်ဖို့အတွက်တခြား warrior တွေကိုပြောခဲ့ပါသေးတယ်ဟိုဘက်ကကြတော့လေသူတို့ရဲ့တငယ်ချင်းတို့မဖျက်ဆီးနိုင်ကြောင်းညှင်းခုန်နေတော့မှပဲသူ့ရဲ့အသီးစိတ်ပျောက်သွားပြီးတော့အတိုက်ခိုက်ခံခဲ့ရအကြောင်းအားလုံးရဲ့စွန့်အင်နဲ့အတူအုတ်ကူတစ်ခုရဲ့မှာပိတ်ထားခဲ့ပါတယ်ဒီလိုနဲ့နှစ်ပေါင်း3000ကြာပြီးနောက်ပိုင်းမှာ Master Orc ကနေ General Nezor ကိုပြန်ခေါ်ခဲ့ပြီးတော့သူကနေတဆင့် Xanaku ကိုပြန်လဲခေါ်ယူဖို့အတွက်လုပ်ခဲ့ပါတယ်ဒီလိုနဲ့လာပြီညမှာ Xanaku ကပြန်လဲမွေးဖွားလာခဲ့ပြီးတော့မျက်မှောက်ခက်က White Force Power Ranger တွေကိုပြန်လဲတိုက်ခိုက်လာခဲ့ပါတယ်သူ့စိတ်မှာတော့ဘာမှရှိမနေပဲနဲ့သူ့ကိုအုပ်ကူပဲပိတ်ထားခဲ့တဲ့ Ranger တွေကိုလက်စားချေဖို့ပဲရှိခဲ့တာပါဒီလိုနဲ့ Xanaku နဲ့ Ranger တွေတိုက်ခိုက်လာရင်းနဲ့လာပြီတညမှာ Animarius ကလောက်ွယ်သွားအောင်ကူညီပေးရင်းနဲ့ပဲ Wolf mask ရဲ့အစွမ်းတွေပျောက်ကွယ်ရင်းနဲ့ Merrick အဖြစ်ပြန်လဲပြောင်းလဲသွားခဲ့ပါတယ်ပြီးတော့ Ranger တွေအကူအညီနဲ့ပဲ Wolf mask ပျက်စီးသွားပြီးတော့ Merrick တစ်ဖြစ်လဲ White Force Lunar Wolf Ranger အဖြစ်ပြန်လဲပေါ်ထွက်ခဲ့ပါတယ်ပုံစံကြည့်ရင်တော့ Xanaku က Orc တကောင်မိစ္ဆာတကောင်လိုမျိုးဖြစ်နေပေမဲ့သူ့ရဲ့စိတ်ထဲမှာတခြားဘာမကောင်းဆိုးဝါးစိတ်မှရှိမနေပါဘူးလူတွေကိုကူညီတတ်တယ်တရိတ်ဆန်လေးတွေကိုချစ်တတ်တယ်တစ္ဆာရှိတယ်မကောင်းတာဆိုလို့ Ranger တွေကိုလက်စားချေခြင်းစိတ်ပဲရှိတာပါလူဆိုးတွေပဲနဲ့လည်းအရန်ရောနှောနေရမျိုးမရှိဘဲနဲ့ Lonely Wolf အနေနဲ့ပဲပလွေလေးမှုတ်ပြီးတော့ပဲနေလေးရှိပါတယ်အဲ့ဒီပလွေတန်လေးကလည်းငငယ်ကလေးကလွှမ်းမှုခဲ့တာအခုထက်ထိပါပဲညဘက်ပလက်ကလက်ထိုင်လေးမှာထိုင်သူ့ရဲ့ flute thing လေးကိုနားထောင်ရတာကတကယ်ကိုကောင်းမွန်တဲ့အရာတစ်ခုပါပဲဆက်ရမယ်ဆိုရင်တော့သူ့ပုံစံက dark ဖြစ်တဲ့အတန်တည်ငြိမ်နဲ့အပျော်နေပြီးတော့အလုံးနဲ့ပဲသက်သေပြတယ်တောက်ဘောလည်းမဟုတ်ဘူးပေါ့ဗျာအစွမ်းအနေနဲ့ဆိုရင်လည်း super jump energy streak teleportation sub restoration တို့ရှိပြီးတော့သူ့ရဲ့လက်နက်ဖြစ်တဲ့ crescent blade fluke blade လို့နဲ့အတူ shady ဓာကြီးကလည်းအမိုက်စားကြီးပါပဲဒါအပြင် ranger တွေရဲ့ animal crystal တွေကိုလည်း freeze လုပ်ပြီးတော့သူ့ရဲ့ sword အနေနဲ့ပြန်လဲအသုံးချလို့ရပါတယ်သူ့ရဲ့အဓိကဆေးရုံဖြစ်တဲ့ predator ကြီးကလည်းတကယ်ကိုအထားကျမိုင်လွန်းလာပါတယ်အစွမ်းကလကိုအမိပြုတ်ပြီးဖြစ်လာတာမလို့လပညာဆိုရင်ပိုကျန်းပြီးတော့လက်ွယ်ဆိုရင်တော့အစွမ်းကမဲ့သွားတတ်ပါတယ်ဒါကြောင့်ပဲ Animus ကလက်ွယ်အောင်လုပ်ပြီးတော့ကူညီပေးခဲ့တာပါအပြင်ဘက်မှာတော့လူစိုးပုံစံလိုဖြစ်နေပေမဲ့အတွင်းစိတ်ခံနှလုံးသားကတော့တကယ်ကိုနူးညံ့ကျင်လာတာပါတိုက်ခိုက်ရတာကလည်းသူ့ရဲ့နာကျင်မှုနဲ့ကျဉ်စာကြောင့်ပဲဖြစ်လာတာပါဒါတောင် Princess Sheila နဲ့တွေ့တော့စိတ်ကတရင်တရိုင်းဖြစ်ခဲ့ရပါသေးတယ်ချုပ်ရရင်တော့ Xanaku ရဲ့ပါဝင်မှုအပိုင်းကတိတ်မများပေမဲ့သူ့ရဲ့ပုံစံသူ့ရဲ့တရှိမှုကတော့အကောင်းဆုံးဗီလင်တွေကတယောက်ဖြစ်နေပါတယ်ဒါကြောင့်ပဲယနေ့အထိ Ranger fan တွေကြားထဲမှာအမိုက်ဆုံးနဲ့အမှတ်တရအဖြစ်ဆုံးဗီလင်တွေကတယောက်အဖြစ် Xanaku ကရပ်တည်နေစေဖြစ်ပါတယ်